အိမ်ကလူတွေတော့မြုံနိုင်သေးတဲ့လူတက်မှုတစ်ခုအသက်15နှစ်ရွယ်ကောင်လေးတယောက်ကအသက်13နှစ်ရွယ်ကောင်မလေးကိုတတ်ခဲ့တယ်ဆိုတာတကယ်ပဲသူလုပ်ခဲ့ရလားဒါမှမဟုတ်နောက်ွယ်မှာခြားတယောက်ရှိနေသေးတာဆိုတော့ကိုသတင်းကိုအဆုံးထိနားထောင်ကြည့်ပေးပါဖြစ်စဉ်ကတော့ထိုင်းနိုင်ငံမှာရှိတဲ့ဘူရန်ခန်ခရိုင်စီကာမြို့နယ်ဘန်ဖူရန်ခန်ရွာနောက်ဖက်တောအုပ်ထဲမှာဖြစ်ပွားခဲ့တာပါကျူးလွန်ခံရသူကတော့အသက်13နှစ်ရွယ်ကလေးမလေးတယောက်ဖြစ်ပြီးတော့အမေဖြစ်တဲ့သူကတောအုပ်ထဲကိုမှုသွားချိုးအတွက်တွားရကနေပြီးတော့ဒါသူသမီးလေးရဲ့အလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပြီးတော့ရဲတပ်ဖွဲ့တွေရဲ့ကနအုပ်စစ်ရဲ့ရကောင်မလေးရဲ့လေပင်ကိုညှစ်ပြီးတော့အနိုင်ကျင့်စော်ကားခံထားရတယ်လို့ဆိုပါတယ်ဒီမှုမှာတန်ရရှိဆုံးကတော့အသက်15နှစ်ရွယ်ကောင်လေးတယောက်ပါသူဟာသူ့တော်ရဲ့ချစ်သူကြီးသားကောင်လေးတယောက်ဖြစ်ပါတယ်ဖြစ်ဆက်မတိုင်ခင်ညကအသက်13နှစ်ရွယ်ကောင်မလေးကသူဟာသူ့ရဲ့ဆွေမျိုးတွေမှာရှိခဲ့ပြီးတော့အဲ့ဒီညမှာပဲသူ့တော်ရဲ့ရည်သားဖြစ်သူကငါပြန်လိုက်ပို့ပေးမယ်လို့ပြောခဲ့တာကြောင့်ပြန်လိုက်ပို့ပေးခဲ့ပါတယ်အဲ့နောက်ပိုင်းမှာတော့ကလေးမလေးကပျောက်ဆုံးသွားခဲ့ပြီးတော့နောက်နေ့မနက်ကျတော့မှသူ့မိမှုသွားချိုးရင်းနဲ့မှဒီကောင်မလေးကိုတောအုပ်ထဲမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်အစပိုင်းမှာတန်တရားရှိသူဒီအသက်15နှစ်ကောင်လေးကိုရဲတပ်ဖွဲ့ကမေးမြန်းကြည့်တဲ့အချိန်မှာတော့သူကဘာမှမလုပ်ဘူးလို့ညှင်းဆိုခဲ့ပေမဲ့နောက်ပိုင်းမှာတော့ရဲတပ်ဖွဲ့တွေကစစ်ဆေးမေးမြန်းခဲ့တဲ့အချိန်တွင်ဒီကောင်လေးကကောင်မလေးကိုတောအုပ်ထဲကိုခေါ်ရတယ်လို့ဝန်ခံထားပါတယ်ဒါပေမဲ့ဒီအသက်15နှစ်ကောင်လေးကကောင်မလေးဖြစ်တဲ့သူကိုတောအုပ်ထဲကိုခေါ်ရတာမှန်ပေမဲ့အဲ့ဒီမှာရက်ရှည်နဲ့လူတောက်ရောက်လာပြီးတော့အဲ့နောက်ပိုင်းမှာသူဘာမှမမှတ်မိတော့ဘူးသူ့ကိုတယောက်ကစေခိုင်းနေသူခံစားရတယ်ဆိုပြီးတော့ထွက်ဆိုထားပါတယ်လိမ်မဲဆိုင်ရာကျွလို့မှုကိုတော့ဒီသက်15နှစ်ကောင်လေးကညှင်းဆိုထားတာဖြစ်ပါတယ်ဒါပေမဲ့ဒီသက်15နှစ်ကောင်လေးကိုဆွဆွဲချက်ကိုတော့အင်းကမယုံနိုင်သေးပါဘူးဘာကြောင့်လဲဆိုတော့ကောင်လေးပြန်လာတဲ့အချိန်နဲ့ဖြစ်ပွားတဲ့အချိန်တွေကမကိုက်ညီတာပြန်လာတဲ့အချိန်ကပုံမှန်တိုင်းပဲဖြစ်နေတာပြီးလို့ရှိရင်ဒီကောင်မလေးကိုသူကိုယ်တိုင်ပဲညီမလေးလိုချစ်ခင်တယ်ဆိုတော့မိသားစုဝင်တွေရဲ့ပြောကြားချက်ကြောင့် CD မှတ်တမ်းဖိုင်တွေကိုစစ်ဆေးပြီးတော့အမှန်တရားကိုရဲတပ်ဖွဲ့တွေကရှာဖွေနေပါတယ်ရဲတပ်ဖွဲ့ကဒီမှုကိုတယောက်တည်းကျူးလွန်တာမဟုတ်နိုင်ဘူးလို့ယူဆနေပြီးမိသားစုဝင်တွေနဲ့ဆက်ဆက်နေသူတွေကစုံစမ်းစစ်ဆေးနေပါတယ် DIA စစ်ဆေးမှုနဲ့တပ်တွေထောက်ထားတွေကိုစောင့်ဆိုင်းနေစေဖြစ်ပြီးတော့ရဲတပ်ဖွဲ့တွေကဆက်လက်စုံစမ်းနေပါတယ်ဒီမှုနဲ့ပတ်သက်ပြီးနောက်ဆုံးမှန်တရားကဘယ်လိုဖြစ်လာမလဲဆိုတာရဲတပ်ဖွဲ့တွေရဲ့စုံစမ်းစစ်ဆေးမှုတွေကိုပဲဆက်လက်စောင့်ကြည့်အောင်မှာပဲဖြစ်ပါတယ်ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့ကလေးငယ်တွေကိုထူးကူးစိုက်ကြဖို့လိုပါတယ်သတင်းကိုအဆုံးထိနားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်လာမယ့်သတင်းကြောင်းတွေကိုဆက်လက်သိရှိနိုင်ဖို့အတွက်ကျွန်တော်ကောင်လေး follow လုပ်သွားပေးကြပါဦးဒီကြောင်းလေးနဲ့ပတ်သက်ပြီးတော့လည်းမိတ်ဆွေတို့ထင်မြင်ယူဆချက်လေးတွေကျွန်တော် comment box တွေတော့ရေးသွားပေးခဲ့ကြပါဦးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ